ခနေ့ကကျွန်တော်ကီယိုတိုမှာဒုတိယမြောက်နေ့ပါမနက်9 နာရီလောက်ကျွန်တော် hostel ကနေထွက်လာခဲ့တယ်ခနေ့ကကျွန်တော်ကီယိုတိုမှာတနေကုန်ရှိမယ်မနက်ဖြန်ဆိုရင်တော့ကျွန်တော်အိုဆာကာသွားတော့မယ်ခနေ့ကတော့ဘာမှအထွေထူး plan မရှိဘူး hostel ကနေပြီးတော့အနီးနားမှာရှိတဲ့ဖះเจ้าတွေကိုတစ်ခုချင်းစီကိုသွားနိုင်တဲ့လောက်ဝင်ကြည့်ပါမယ်ကျွန်တော် WSJ ဆိုတဲ့ hostel မှာတဲပါတယ်ခုအဲ့ဒီ hostel ကနေ9မိနစ်လောက်လမ်းလျှောက်သွားရတဲ့ Hojuji Temple ကိုရောက်နေပါတယ်မနက်စောသေးတော့လူတော်တော်ရှင်းပါတယ်ဒီတိုကျိုဘက်မှာဖះเจ้าတွေတော်တော်များတယ်တစ်ခုနဲ့တစ်ခုကက်ရက်လိုမျိုးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်လမ်းတစ်လျှောက်တစ်ခုပြီးတစ်ခုဝင်ကြည့်ပါပါသူ့ရဲ့ဖះเจ้าတွေကတစ်ခုနဲ့တစ်ခုကစင်တူရိုးမားတွေဆိုတော့တော့ပါများရင်နည်းနည်းညင်းငွေးဖို့တော့ကောင်းတာပေါ့အဲ့တော့ခနေ့ကျွန်တော်ဝင်ကြေးပေးရတဲ့ဖះเจ้าတွေဆိုရင်ကျွန်တော်ဝင်မကြည့်တော့ဘူးအပြင်ကနေပဲကြည့်မယ်ပေါ့ဘာလို့လဲဆိုတော့အရင်နေ့တွေကလည်းတော်တော်များများကြည့်ခဲ့ပြီးပြီဆိုတော့အထူးဆန်းတော့မဟုတ်တော့ဘူးပြီးတော့ဂျပန်မှာဖះเจ้าတော်တော်များများဖះเจ้าရဲ့အပြင်မှာလည်းကြည့်စရာဓပုံရိုက်စရာတော်တော်များတယ်ပေါ့နော်အထဲဝင်ကြည့်မှမဟုတ်ဘူးခါလေးကျတော့အထဲကိုပတ်စံပေးပြီးဝင်ကြည့်ပေမဲ့အထဲမှာဗီဒီယိုရိုက်မရတာဓပုံရိုက်မရတာတွေတောင်ရှိတယ်အဲ့တော့ကျွန်တော်အပြင်မှာကြည့်လို့အားရပြီဆိုရင်ဝင်ကြေးပေးပြီးတော့အထဲကိုတော့ဝင်မကြည့်တော့ခုကျွန်တော် Hojuji Temple ကနေ7မိနစ်လောက်လမ်းလျှောက်လာလိုက်တာ Chishaku in Temple Garden ဆိုတဲ့ဘုရားကျောင်းကိုရောက်နေပါပြီ။သူကဗုဒ္ဓဘာသာဘုရားကျောင်းပါ။သူ့ဘုရားကျောင်းဝင်းကြီးကတော်တော်ကျဲပါတယ်။ဒီနေရာလဲသူကဝင်ကြီးမရှိဘူး။ခနေ့ကကျွန်တော်ဘယ်နေရာတွေသွားရမယ်ဆိုပြီးတော့သေချာ plan လုပ်ထားတာမရှိဘူး။ဒါပေမဲ့ဒီ Kyoto မှာရှိတဲ့နာမည်ကြီး attraction တွေကိုတော့ကျွန်တော် list လုပ်ထားတယ်။အဲ့တော့ကျွန်တော်တနေရာကိုရောက်သွားပြီဆိုရင်အဲ့ဒီကနေဘယ်ဆက်သွားရမလဲဆိုတာဒီနီးတွိုင်းမှာဘာရှိလဲဆိုတာ Google Map ထဲမှာကြည့်လိုက်တယ်အဲ့တော့အနည်းဆုံးနေရာကိုထပ်သွားလိုက်တယ်အဲ့လိုထပ်သွားရင်နဲ့ကျွန်တော်မနက်ကထွက်လာတဲ့ hostel ကနေ6 km လောက်ထိဝေးတဲ့နေရာထိကိုရောက်သွားတယ်အကုန်လုံးကကျွန်တော်ခြေကျင်သွားတာပေါ့အဲ့ဒါခနေ့ကျွန်တော်အားလုံးပေါင်းကီလိုမီတာနဲ့တွက်လိုက်ရင်ကီလိုမီတာ15ကနေကီလိုမီတာ20လောက်ထိအဲ့ဒီတနေ့ထဲမှာကျွန်တော်လမ်းလျှောက်ခဲ့တယ်အစဘတ်စကားစီးမလို့ဒါပေမဲ့သွားမဲ့နေရာတွေကတနေရာနဲ့တနေရာက9မိနစ်ကနေ10မိနစ်လောက်ပဲလမ်းလျှောက်ရတာဆိုတော့ဘတ်စကားစီးရင်ဘတ်စကားဆောင်းရမယ်ပြီးပတ်စံလဲပုတ်ကုန်မှာဆိုတော့ကျွန်တော်လမ်းပဲလျှောက်လိုက်တာပေါ့နော်ခနေ့ကကျွန်တော်ဂျပန်မှာလဲခဲ့တဲ့ရက်တွေထဲမှာလမ်းအလျှောက်အဆုံးရက်တစ်ခုလည်းဖြစ်ပါတယ်ဒီဖျားเจ้าလေးကတော်တော်လေးအေးချမ်းတယ်သူကပန်းချန်လိုနေရာမျိုးလေးဖြစ်နေတာပြီးတော့လူတွေလည်းတိတ်မရှိဘူးအေးစစ်စစ် explore လုပ်လို့ရတာပေါ့တချို့နာမည်ကြီးဖျားเจ้าနေလို့လူတွေကြိတ်တိုးမနေဘူးဒါဖျားเจ้าပေါ်ကနေကီယိုတိုတာဝါကိုလမ်းမြင်ရတာပါအ
ခုကျွန်တော်ချီရှာကူ in temple garden ကနေ7မိနစ်လောက်လမ်းလျှောက်ပြီးတော့ Toyo Kuni Shrine ဆိုတဲ့နေရာကိုရောက်နေပါပြီဒီမှာလဲဝင်ကြီးမရှိပါဘူးကျွန်တော်ဖះเจ้าရဲ့အပြင်ပိုင်းကနေပဲကြီးခဲ့ပါတယ်အထက်ကြီးတော့ဝင်မကြီးတော့ဘူးတနေရာမှာကျွန်တော်အချိန်ကြာကြီးမကုန်ချင်ဘူးပေါ့ဘာလို့လဲဆိုတော့ကနေကသွားစရာနေရာတွေတော်တော်များတယ်ပေါ့နော်ပြီးတော့ကိုကကနေ Kyoto မှာနောက်ဆုံးတည့်ရဆိုတော့တုတ်လေးပဲသွားလိုက်တယ်ဒါကတော့ဖះเจ้าရဲ့အပြင်မှာရှိတဲ့တိုရီဂိတ်လေးတွေပါပြီးတော့အဲ့ဒီဖះเจ้าရဲ့ဘေးကဲ့ရက်မှာပေါ့နော်ဒီလိုရှေးဟောင်းခေါင်းလောင်းကြီးရှိပါတယ်ဒီခေါင်းလောင်းရဲ့ပေါ်မျက်နှာချက်မှာရှေးဟောင်းပကြီးတွေဆွဲထားတာတွေရှိတယ်ခုချိန်ကမနက်10နာရီခွဲလောက်ရှိပြီကျွန်တော်လမ်းလျှောက်ရင်းနဲ့ဘိုက်စာလာလို့ Lawson ဆိုတဲ့ convenience store မှာခုလိုကြက်ကြော်နဲ့ထမင်းစားခဲ့ပါတယ်။တော့ microwave ထဲမှာပူပေးပြီးတော့ခုလိုပူလေးစားရတာပေါ့။ခုကျွန်တော် Toyo Kuni Shrine ကနေ7မိနစ်လောက်လမ်းလျှောက်ပြီးတော့ Ota Nihon Byo-Anzu ဆိုတဲ့တရားကိုလာကြည့်တာပါ။ရှေးဟောင်းတရားလို့ပုံစံမျိုးပါ။ဘလို့ကီမိုနိုတွေဝတ်ပြီးတော့အလားတပုံတွေရိုက်လို့ကောင်းတဲ့နေရာပေါ့။တရားရဲ့အဆုံးထိဆောက်သွားလိုက်ရင်အထဲမှာဖះเจ้าတစ်ခုရှိပါတယ်။ကီယိုတိုကတခြားမြို့တွေနဲ့ရှင်ဒီမှာကသူ့ရဲ့ဂျပန်ယဉ်ကျေးမှုတွေပိုထွန်းကားတဲ့မြို့ဆိုတော့တိုးရစ်တွေလည်းဒီလာရင်ကီမိုနိုတွေဝတ်ပြီးတော့နေရာအနှံ့သွားပြီးတပ်ပုံတွေရိုက်ကြတာပေါ့။ပြီးတော့ဒီမှာတခြားမြို့တွေလက်စားရင်ဖះเจ้าတွေပိုများသလိုပဲ။ဖះเจ้าတွေကလည်းတစ်ခုနဲ့တစ်ခုဆက်နေတာပေါ့အဲကြောင့်မလို့ချို့တွေကီယိုတိုမှာလည်းကျွန်တော်လိုပဲခြေချင်းလဲကြတယ်ဒါမှမဟုတ်စပိန်စီးပြီးတော့လဲကြတာပေါ့တော်တော်များများဒီကီယိုတိုမြို့ရဲ့10ကီလိုမီတာပတ်လဲလောက်မှာရှိတာပေါ့နော်ကျွန်တော်တော့ခဏခြေချင်းလျှောက်ပြီးတော့သူ့ရဲ့ attraction စုပေါင်း12ခုလောက်ထိကိုကျွန်တော်သွားနိုင်ခဲ့တယ်ဂျပန်ကိုလာနိုင်မယ်ဆိုရင်အလားဆုံးချိန်ကအခုကျွန်တော်ရောက်နေတဲ့စောင်းရာသီတရွတ်တွေအယောင်ပြောင်းတဲ့ချိန်နဲ့ပြီးတော့ຫນွေဥရာသီချယ်ရီပန်းတွေပွင့်တဲ့ချိန်ကအလားဆုံးလို့ပြောကြပါတယ်ရောက်တုန်းလေးကျွန်တော်ဖះเจ้าနဲ့ကိုလည်းဝင်ကြည့်ခဲ့ပါတယ်အဲ့ဒီတရားကနေကျွန်တော်12မိနစ်လောက်လမ်းလျှောက်ပြီးတော့ကီယိုတိုမြို့မှာရှိတဲ့နာမည်ကြီးဖះเจ้าတစ်ခုဖြစ်တဲ့ Kiyomizu Dera ဆိုတဲ့ဖះเจ้าဘက်ကိုကျွန်တော်ဦးတည်ပြီးတော့လမ်းလျှောက်နေတာပါအဲ့ဒီဖះเจ้าကနာမည်ကြီးဖះเจ้าဆိုတော့ခုလမ်းမှာတွေ့တဲ့အတိုင်းပဲသွားတဲ့သူတွေတော်တော်စီကားပါတယ်လမ်းတစ်လျှောက်မှာလည်းအခုလိုကီမိုနိုတွေဝတ်ထားတဲ့ tourist တွေတော်တော်များများရှိပါတယ်ဒီနီးထွိုက်ကသူ့ရဲ့အိမ်လေးတွေကလည်းဟိုးအရင်ခေတ်ကဂျပန်အိမ်လေးလိုပုံစံမျိုးလုပ်ထားတာဆိုတော့ကီမိုနိုဝတ်ဆောင်တဲ့ဓပုံရိုင်တော်တော်လိုက်ဖက်တာပေါ့ပြီးတော့ဒီဘက်မှာဆိုင်တွေလည်းတော်တော်များပါတယ်ခဏနေကျွန်တော်အဲ့ဒီဖះเจ้าကပြန်လာရင်အဲ့ဒီဆိုင်တွေရှိတဲ့ဈေးတန်းဘက်ကိုလမ်းပတ်လျှောက်ပါမယ်ဒါဖះเจ้าရှိကဈေးဆိုင်လမ်းရှိတဲ့လမ်းကြီးပါခဏနေကျွန်တော်ပြန်ကြရင်ဒီလမ်းတွေကဖြတ်ပြီးတော့လမ်းလျှောက်ပါမယ်ခုနောက်မှာလမ်းမြင်နေရတဲ့ဖះเจ้าက Kiyomizu Dera လို့ခေါ်ပါတယ်ဒါအပြင်ပိုင်းမှာပေါ့နော်ထဲထဲကိုဝင်ကြည့်လဲဆိုရင်တော့သူကဝင်ကြေးရှိပါတယ်
သူအပြင်မှာဟိုဓာတ်ပုံရိုက်ဆက်နေရတယ်တော်တော်များတယ်ပြီးတော့တော်တော်လေးလည်းလှတယ်ပြီးတော့သူကဂုံးမြင့်လိုနေရာမျိုးမှာရှိတာဆိုတော့ကျိုတိုမျိုးကိုသူကအပေါ်စီးကနေကြည့်လို့ရတယ်အစကျွန်တော်ဝင်ကြေးပေးပြီးတော့ဖះเจ้าထဲကိုဝင်ကြည့်မလို့ဒါပေမဲ့ဒီလူအုပ်ကြီးနဲ့ပေါ့နော်တင်ယုံနဲ့အထဲမှာကြိတ်တို့ဝင်မကြည့်ချင်ဘူးနောက်ပြီးတော့အထဲဝင်ဖို့လမ်းမဲ့ဝယ်မဲ့လို့တော့မိုးတွေရွာချလိုက်တယ်အဲ့ဒါနဲ့ကိုလည်းတော်ပြီးပြင်မာလဲဓာတ်ပုံတွေတော်တော်များရိုက်ပြီးဗီဒီယိုတွေတော်တော်များရိုက်ပြီးဆိုတော့အထဲတော့ဝင်မကြည့်တော့ပြီးတော့ကျွန်တော်အပြင်ကနေလည်းအထဲထဲမှာဘယ်လိုပုံစံရှိလဲဆိုတာလမ်းမြင်ရတယ်ပေါ့နော်အဲ့တော့အထဲထဲဝင်ကြည့်လဲမထူးတော့ဘူးလို့ခံစားရလို့ကျွန်တော်ဝင်မကြည့်ခဲ့ပါဘူးဒီဖះရဲ့အပြင်ဘက်မှာလည်းတော်တော်လှနေပါပြီဒီလောက်လူတွေကြိတ်တို့တွေတော့အမှန်တိုင်းပြောရရင်ဓာတ်ပုံတို့ဗီဒီယိုတွေရိုက်ရတာသိပြီးတော့ feel မလားကျွန်တော်ဒီဖះเจ้าရောက်တော့မိုးကတောက်လျှောက်ယူလာကျွန်တော်ပြန်တဲ့အချိန်ထိပဲဒါကတော့လက်မဲ့ဝယ်ပြီးတော့အထဲဝင်တယ်လို့ပေါ့ကျွန်တော်အထဲမဝင်တာတော့မှဒီအပြင်မှာပေါ့နော်ကြည်စရာနေရာတွေဓာတ်ပုံရိုက်စရာနေရာတွေတော်တော်များတဲ့နေရာပါဒါတော့ကီယိုမီစုဒေရာဖះเจ้าရှေ့ကနေကျိုတိုစီတီကိုလမ်းမြင်ရတဲ့ view ပါဒါကတော့ကီယိုမီစုဒေရာဖះเจ้าရှေ့ကတိုးရစ်တွေနဲ့အရန်စီကားတဲ့ဆန်နန်ဇာကာလို့ခေါ်တဲ့ဂျပန်ရိုးရာဈေးတိုင်းကြီးပါအဲ့ဒီလမ်းကြီးကတိုးရစ်တွေအပြည့်အဲ့တုန်းကကိုကျွန်တော်ထင်တာတော်တော်လူတွေများတယ်ပေါ့နော်ခုနောက်ပိုင်းကျွန်တော် social media မှာတွေ့ရဒီလမ်းကလူတွေဒီတက်ကိုပို့ဆိုးတယ်ကြိတ်တိုးဖြစ်နေတာအဲ့ဒါကြောင့်မလို့အခုဂျပန်မှာပေါ့နော်အဲ့လိုတိုးရစ်တွေအရန်များလာတဲ့အတွက်ကြောင့်မလို့အဲ့တိုးရစ်တွေအရန်များတဲ့မြို့တွေမှာသူကအခွန်ကောက်တာပေါ့ဥပမာဆိုရင်ကျွန်တော်အဲ့ဒီကျိုတိုသွားတော့ဆိုရင်သူ့ရဲ့ကျိုတို city အခွန်ပေးရတယ်တရက်နေရင်ကျွန်တော်တဲတဲ့ hostel မှာပေးရတာပေါ့အဲ့ဒါကိုတညအိပ်ပြီဆိုရင်သူ့ရဲ့အခွန်ဘယ်လောက်လဲမသိဘူးပေးရတယ်အတိအကျတော့မမှတ်မိတော့သူက tourist တွေလာတာများလို့ပေါ့နော်အဲ့လိုအခွန်တွေတိုးကောက်တာပေါ့ကျွန်တော်သွားတော့ Kyoto မြို့မှာပဲအဲ့လိုအခွန်မျိုးပေးရတာပေါ့နော်တခြားမြို့တွေမှာမရှိသေးဘူးခုနောက်ပိုင်းတော့တခြားမြို့တွေမှာလည်းအဲ့လိုသူရဲ့ city အခွန်ဆိုပြီးတော့ tourist တွေကိုကောက်မယ်လို့ကျွန်တော်သတင်းထဲမှာဖတ်ရတယ်ဒီလမ်းထဲမှာမုံဆိုင်တွေရှိတယ် souvenir ဆိုင်တွေရှိတယ်
ပြီးတော့ဒီမှာဂျပန်ရိုးရာလိုပုံစံမျိုးဖွင့်ထားတဲ့ Starbucks coffee ဆိုင်ရှိတယ်အဲ့ဆိုင်ကိုကျွန်တော်လိုက်ရှာတာရှာမတွေ့ခဲ့ဘူးတချို့ YouTuber တွေပြောသလိုပေါ့နော်ဒီလမ်းကအခုလိုနေခင်းဘက်ဆိုရင်လူတွေကြိတ်ကြိတ်တိုးနေတာဓာတ်ပုံတို့ဗီဒီယိုတို့ရရတာတိတ်အဆင်မပြေဘူးအဲကြောင့်မလို့ညမောင်သွားတဲ့ချိန်လာရင်ဒီလမ်းလေးကတိတ်ဆိတ်ပြီးတော့တော်တော်လေးလမ်းလျှောက်လို့ကောင်းတယ်ဆိုလို့ကျွန်တော်ခနေ့ည hostel ကိုမပြန်ခင်ဒီလမ်းကိုတစ်ခေါက်လာပြီးတော့လမ်းလျှောက်ပါအောင်လေပြီးတော့ညဆိုရင်ဒီလမ်းလေးပေါ်မှာသူရဲ့ရိုးရာပေါ့နော်ဂေးရှားတွေထွက်ပြီးတော့လမ်းလျှောက်ကြရလဲတွေ့ရတတ်တယ်လို့ YouTuber တွေပြောတယ်ခုလမ်းမြင်နေရတဲ့တာဝါလိုဖျားเจ้าကဟိုခန်ချီတမ်ပယ်လို့ခေါ်ပါတယ်ကီယိုတိုဆိုပြီးရှာလိုက်ရင်ဒီဟိုခန်ချီတမ်ပယ်ကိုပါတဲ့တပ်ပုံတွေတွေ့ရတတ်ပါတယ်ဒီပတ်ဝန်းကျင်ကအိမ်လေးတွေကသူဂျပန်ရိုးရာနှစ်ထပ်အိမ်လေးတွေပဲဆိုတော့အဲ့ဒီဖျားเจ้าကြီးကတာဝါကြီးလိုဖြစ်နေတာပေါ့ဒါခုနကကျွန်တော်လမ်းလျှောက်ခဲ့တဲ့ဆန်နန်ဇာကာဆိုတဲ့ဈေးလမ်းမှာခုကျွန်တော်ဈေးတန်းကနေ9မိနစ်လောက်လမ်းလျှောက်ပြီးသွားရတဲ့ Ryozen Cannon Temple ကိုရောက်နေပါတယ်။သူတောင်ကုန်းပေါ်မှာရှိတာပါ။အဲဒီမှာအခုလိုကွာရင်မဲတော်ရုပ်ထုကြီးအကြီးရှိပါတယ်။ဒီကွာရင်မဲတော်ရုပ်ထုကြီးကဖះเจ้าရဲ့အပြင်ကနေလည်းလမ်းမြင်ပြီးတော့ဖူးလို့ရတယ်။တကယ်လို့ကအထဲထဲကိုဝင်ပြီးတော့ဖူးချင်တယ်ဆိုရင်ဝင်ကြေးသက်ပေးရပါတယ်။ကျွန်တော်တော့အပြင်ကနေပဲလမ်းဖူးခဲ့ပါတယ်။ကျွန်တော်ခုကွန်မေရောရှိတဲ့ဘုရားကျောင်းကနေကျိုတိုမြို့ရဲ့နောက်ထပ်နာမည်ကြီးဘုရားကျောင်းတစ်ခုဖြစ်တဲ့ယာဇာကာစထရိုင်းကိုသွားနေတာပါ။သူကအဲ့ဒီကွန်မေရောရှိတဲ့ဘုရားကျောင်းကနေ7မိနစ်လောက်လမ်းလျှောက်ရပါတယ်။ဒီမှာလဲသူကဝင်ကြီးရှိတယ်။ဒါပေမဲ့ကျွန်တော်ကဘုရားကျောင်းရဲ့အပြင်ပိုင်းလောက်ပဲလမ်းလျှောက်ခဲ့လို့ထင်တယ်။ကျွန်တော်ဝင်ကြီးတော့မပေးခဲ့ရအောင်။ဒီဘုရားကျောင်းမှာလဲလူတော်တော်စီတယ်။ပြီးတော့ဒီဘုရားကျောင်းထဲမှာ street food ဆိုင်လေးတွေရောင်းတဲ့ဆိုင်လေးတွေလည်းဖွင့်ထားတယ်။ခဏကတော့ကျွန်တော်ဖះเจ้าနေကြီးပဲတောက်လျှောက်သွားနေတာဆိုတော့တနေရာနဲ့တနေရာမှာအကြာကြီးတော့မနေခဲ့ပါဘူးအကုန်လုံးကပုံစံတူတွေလိုဖြစ်နေတာအဲ့တော့ဝင်ကြီးပေးပြီးတော့အထူးတလဲအသေးစိတ်ဝင်မကြည့်ချင်တော့ခုထိလည်းကျွန်တော်ဝင်ကြီးတပြားမှမကုန်သေးဘူးပြီးတော့ခဏတနေကုန်ကျွန်တော်သွားခဲ့တဲ့နေရာတွေကဝင်ကြီးတပြားမှမပေးခဲ့ရအောင်အဲ့တော့ခဏက budget အဖြစ်နဲ့တော်တော်လေး safe ဖြစ်တယ်လို့ပြောရမှာပေါ့ပြီးတော့ transportation အတွက်လည်းတပြားမှမကုန်ပါဘူးလဲဆိုတော့ကျွန်တော်လမ်းလျှောက်တာပေါ့နော်ကီလိုမီတာ20လောက်တောင်ရှိမယ်ထင်တယ်ခဏတနေကုန်ပေါ့
ဒါတော့ယာစာကဖျားเจ้าထဲမှာရှိတဲ့မုံဆိုင်တန်းလေးတွေပါဒါကမြစ်တွေပါသူကပြုတ်လဲပြုတ်တယ်กินလဲกินတယ်ဒီယာဇာကစထရိုင်းရဲ့အနောက်မှာအခုလို Japanese garden လိုနေရာမျိုးရှိတယ်ကီမိုနိုဝတ်စုံတွေနဲ့အလားတပုံရိုက်လို့ကောင်းတဲ့နေရာတစ်ခုဆိုပါတော့ခုကျွန်တော်ယာဇာကစထရိုင်းကနေ9မိနစ်လောက်လမ်းလျှောက်သွားရင်ရောက်တဲ့ Chionin Temple ကိုရောက်နေပါပြီ။သူလည်းနာမည်ကြီးဖျားเจ้าတစ်ခုပါပဲ။ပြီးတော့သူကတောင်ကုန်းလိုနေရာမျိုးမှာရှိတာဆိုတော့ဖျားเจ้าရဲ့အထဲထဲကိုရောက်ဖို့လေကားတွေတော်တော်များများတက်ရပါတယ်။ဒီမှာမဆုံးနိုင်တော့လေကားတွေပေါ့။ဂျပန်မှာလည်းတော့တချို့လေကားတွေဆိုရင်ပေါ့နော်တွေးလို့အပေါ်မှာဘာရှိလဲဆိုပြီးတော့တက်သွားတာ။ဒီခါလေးကျတော့အပေါ်မှာဘာမှမရှိတာမျိုးတွေနဲ့လည်းဂျုံခဲ့ဘူးလေ။ဒီလိုလေကားတွေခဏခဏတက်ရလို့ထင်တယ်ဂျပန်တွေကြီးလိုက်ရင်ပိန်ပိန်တွယ်တွယ်လေးတွေများတယ်။ခုကျွန်တော်လေကားနဲ့တက်သွားတာဖျားကျောင်းဝင်းထဲကိုရောက်သွားပါပြီ။သူက Google Map မှာပြထားတယ်ဝင်ကြီးရှိတယ်ပေါ့နော်။ဒါပေမဲ့ဒီကျွန်တော်ရောက်ခဲ့တဲ့နေရာတွေကတော့ဝင်ကြီးမပေးရပါဘူး။ဘယ်လိုနေရာတွေမှာဝင်ကြီးကောက်လဲတော့မသိဘူး။ဒီဖျားကျောင်းထဲကိုသွားတဲ့လေကားအရှိကြီးကြောင့်မလို့ထင်တယ်ဒီထဲထဲကိုလာတဲ့သူတော်တော်နည်းပါတယ်။ခုလိုအလွယ်တကူသွားလို့ရတဲ့နေရာတွေဆိုရင်တော့လူတွေကြိတ်ကြိတ်တိုးနေမှာပေါ့။အဲ့ဒီတော့ဒီဖျားเจ้าရဲ့အထဲထဲမှာသူ့ရဲ့ဂျပန်ဖုန်းကြီးတွေပေါ့နော်ဆယ်ရမနီလုပ်နေတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဒါပေမဲ့ဗီဒီယိုပေးမရိုက်လို့ကျွန်တော်မရိုက်ခဲ့ရဘူးဖျားเจ้าကအပြင်ဘက်ကနေကြည့်ရင်သူကရေနံကြီးတုတ်ထားသလိုပြောင်ပြောင်လက်လက်ဖြစ်မနေဘူးဒါပေမဲ့အထဲထဲမှာတော့တော်တော်လေးခမ်းနားတယ်နောက်ထပ်လေကားကြီးအရှိကြီးတွေ့လို့ကျွန်တော်ပေါ်မှာဘာရှိလဲဆိုပြီးသိရအောင်ဆက်တက်သွားလိုက်ပါတယ်အထဲထဲရောက်နေမှတော့မထူးတော့ဘူးပေါ့အထဲထဲထိဝင်သွားမှသိရဒါတင်ချိုင်းကုန်းလိုနေရာပေါ့ဒီနေရာက Chionin Temple ရဲ့အဆုံးဘက်လောက်မှာရှိတာပေါ့နော်အဲ့ဘက်တည်းကတင်ချိုင်းကုန်းလိုနေရာတွေ
ခုကျွန်တော်ချီယိုနင်းတမ်ပယ်ကနေ10မိနစ်လောက်လမ်းလျှောက်ပြီးတော့ Heian Jingu ဆိုတဲ့ shrine ကိုသွားနေတာပါအဲ့ဒီ Heian Jingu shrine ရဲ့အရှေ့မှာအခုလို Torii Gate အေယာမာကြီးရှိပါတယ်သူအပြင်မှာတော်တော်ကြီးကိုကြီးမားပါတယ်ကျွန်တော်ဂျပန်မှာတွေ့ခဲ့တဲ့ Torii Gate တွေထဲမှာဒီ Torii Gate ကအကြီးဆုံးလို့ပြောလို့ရတယ်ဒါက Torii Gate ဘေးမှာရှိတဲ့ museum လိုနေရာမျိုးပါကြည့်လိုက်ပါဦးနဲတဲ့ Torii Gate ကြီးမဟုတ်တိုရီဂိတ်ရဲ့အနောက်မှာပြီးတော့ကျွန်တော်သွားမဲ့ဖရားကျောင်းရဲ့အရှေ့မှာခုလို flea market ဆိုတာရှိပါတယ် flea market ဆိုတာကျွန်တော်ညီမကြီးမှာပြောမယ်ဆိုရင်တခိုးဆေးလို့ခေါ်မယ်ထင်တယ်လူတွေပစ္စည်းအဟောင်းတွေလာပြီးတော့ရောင်းကြတာပေါ့နော်ဒါက candy floss လုပ်နေတာညီမလို့ခေါ်မယ်ဆိုရင်အာတာပူစီလို့ခေါ်တယ်ထင်တယ်ခုကျွန်တော်ဖျားချောင်းရှိမှရှိတဲ့ flea market ထဲကိုလမ်းဖြတ်ရှောင်းနေတာပါပစ္စည်းတွေကတော့အစုံပဲအိမ်သုံးပစ္စည်းတွေအဝတ်အထည်တွေလက်မှုပစ္စည်းတွေတချို့ storage တွေလည်းဒီမှာဝင်ပြီးတော့မွေကြပါတယ်ကျွန်တော်ကတော့ခဏ plan က Kyoto မြို့မှာရှိတဲ့နာမည်ကြီးနေရာတွေကိုတွားကြည့်ဖို့ပဲဆိုတော့ပစ္စည်းတွေဝယ်ပြီးတော့တည်သွားမှာကိုစိတ်ဝင်စားအောင်ပေါ့ပြီးတော့ကိုကခဏခီးစဉ်ကုန်လုံးခြေကျင်သွားတာဆိုတော့တည်ရမယ့်ကိစ္စတွေဆိုစိတ်ဝင်စားအောင်ပေါ့ခုကျွန်တော် Heian Jingu Shrine ကိုရောက်နေပါပြီဒီနေရာမှာလဲသူကတချို့နေရာတွေမှာဝင်ကြီးပေးပြီးတော့ကြီးရတဲ့နေရာရှိတယ်ကျွန်တော်ကတော့ဒီအပြင်ဘက်က free area တွေကိုပဲကြီးခဲ့ပါတယ်ဒီဖျားချောင်းလည်းတော်တော်လေးကြီးပါတယ်ကျွန်တော်ရောက်သွားတဲ့အချိန်ကတော့အဲ့ဒီမှာ construction တွေလုပ်နေတယ်ပေါ့နော်အဲ့တော့ဖျားချောင်းရဲ့တချို့တစ်ဝက်ကတော့ construction တွေရှိနေလို့ပိတ်ထားပါတယ်ဒါကတော့ဖျားချောင်းထဲမှာရှိတဲ့လိမ္မော်သီးပင်မှာလိမ္မော်သီးရဲ့သီးတွေကပြုတ်နေရတယ်ခုချိန်ကညနေ3နာရီခွဲပြီကျွန်တော်ကနေ့ကမနက်စာပဲစားရတယ်အခုထိနေ့လည်စာမစားရသေးလမ်းလည်းဝေးလျှောက်ထားတာဆိုတော့ဘိုင်လည်းတော်တော်စားနေပြီစိတ်ထဲမှာ ramen အရင်စားခြင်းနေတယ်အဲ့တော့ကျွန်တော် Google Map ထဲကနေ ramen ဆိုင်ကိုရှာခဲ့ပါတယ်အဲ့ဒါကျွန်တော်အရင်နေ့ကတိုကျိုမြို့မှာစားခဲ့တဲ့ ramen ဆိုင်ဒီမှာရှိတယ်ဆိုတော့အဲ့ဒီ ramen ဆိုင်မှာကျွန်တော် late lunch သွားစားပါမယ်ခုနကကျွန်တော်ရောက်ခဲ့တဲ့ Heian Jingu Shrine ကနေ ramen ဆိုင်ကမိနစ်20လောက်လမ်းလျှောက်ရတယ်တော်တော်လေးဝေးပါတယ်ဒါပေမဲ့အဲ့ဒီ ramen ဆိုင်နားလေးမှာ Kyoto မြို့ရဲ့နာမည်ကြီးညာစည်းတန်းလို့နေရာရှိတယ်အဲ့ဒီနေရာကိုလည်းကိုကသွားကြည့်ချင်တယ်ဆိုတော့တခါတည်းသွားလိုက်တော့တာပေါ့အဲ့ဒီသွားတဲ့လမ်းမှာအခုလိုမြောင်းကြီးတစ်ခုရှိတယ်မြောင်းကြီးဆိုရင်လည်းသူ့ရဲ့ရေကကြီးနေတာရေအောက်ကကျမ်းမြေကိုတော့လမ်းမြင်နေရတယ်ဂျပန်မှာလူတွေဘယ်လောက်ထိစီကန်းရှိတယ်ဘယ်လောက်ထိသန့်ရှင်းရှင်းနေထိုင်ကြတယ်ဆိုတာသက်သေပဲပေါ့ဒီလောက် tourist တွေအများကြီးရှိတဲ့မြို့မှာဒီလိုမြောင်းကြီးကရေတွေကြီးနေပြီးတော့အမိုက်တွေမရှိပဲတန့်နေတာတော်တော်လေးစားဖို့ကောင်းတယ်သူ့ရဲ့မြောင်းထဲကရေကရေတောင်ဆင်းပြီးတော့ချိုးလို့ရတယ်ကျွန်တော်ဖြတ်နေတဲ့တရားနာမည်က Sanjo Ohashi Bridge လို့ခေါ်ပါတယ်။သူကဒီ Kyoto မြို့လယ်မှာရှိတဲ့ Kanno River ကိုဖြတ်ပြီးတော့စောက်ထားတဲ့တရားပါ။ Kanno River လည်းတော်တော်နာမည်ကြီးပါတယ်။သူသဖြင့်ဒီလိုညနေပိုင်းဆိုရင်လူငယ်တွေဒီမှာလာပြီးတော့ချေးကြတယ်ပေါ့နော်။ Spain စီးရဲ့သူလမ်းလျှောက်တဲ့သူပြီးတော့ဒီမှာချိုးတွေဖွဲ့လိုက်ဂီတာတွေတီးပြီးတော့သင်းဆိုတာတွေလည်းတွေ့ခဲ့တယ်။
ခုကျွန်တော်ဟာခါတာရာမန်ဆိုင်ကိုရောက်နေပါပြီဆိုင်လေးကတိုကျိုကဆိုင်နဲ့မတူဘူးဒီမှာဆိုင်လေးကသေးလေးပြီးတော့ဒီမှာဝန်ထမ်းကလည်းတစ်ယောက်တည်းရှိတယ်ထိုင်စရာနေရာလည်းလူ9ယောက်10ယောက်လောက်ပဲထိုင်လို့ရမှာထင်တယ်ပြီးတော့သူ့ရဲ့ခောက်ဆွဲမှာတဲ့ဘန်ဒီမက်ရှင်းမှာအင်္ဂလိပ်လိုတစ်လုံးမှရေးမထားဘူးဈေးနှုန်းကပဲလို့ပေါ့အဲကိုကဘာမှမသိဘူးเนาะအဲကျွန်တော်အရှိမထိုင်နေတဲ့အဲ့ဒီအမျိုးသားတယောက်ကကျွန်တော်မှာပေးသွားတယ်ပေါ့သူကအင်္ဂလိပ်စကားနဲ့ပြောတတ်တော့အဆင်ပြေသွားတယ်အစားဆိုင်ပုံစံကြည့်ပြီးတော့သူ့ရဲ့ရာမန်စားလို့ကောင်းမှမလားလို့ထင်တာတကယ်ခောက်ဆွဲကိုရှိရောက်လာပြီးစားကြည့်လိုက်တော့တိုကျိုမှာစားခဲ့တဲ့ခောက်ဆွဲရတာလို့ပါပဲတော်တော်လေးစားလို့ကောင်းပါတယ်တိုကျိုမှာတော့ဒီဟာကာတာရာမန်ဆိုတဲ့ဆိုင်မှာသူကခောက်ဆွဲကို free refill လုပ်လို့ရတယ်ပေါ့နော်ဒီမှာတော့အဲ့လိုဟာမျိုးမရှိဘူးခောက်ဆွဲအပေါ်ထက်လို့ခြင်းလဲဆိုရင်ပတ်စံထက်ပေးရပါတယ်သူကဒီရာမန်တပွဲကိုရန်800ပဲလားမသိဘူးပေးရတယ်ဒီလိုကီယိုတိုလိုနေရာမျိုးမှာဆိုရင်တော့ဒီဈေးကတော်တော်လေးတန်တယ်လို့ပြောရမှာပေါ့ဒီရာမန်စားပြီးရင်ကျွန်တော်ညာသေးတန်းနေတွားဖို့ရှိပါသေးတယ်နောက်ဘလော့မှာစောင့်ကြည့်ပါနော်